အားလုံးပဲမင်္ဂလာပါအဘဆရာရဲ့မြင်တဲ့ခါဒီပဲဆရာမထောင်းမော်ကိုတိုင်းမှာဖြစ်ပါတယ်အခုလာမယ့်2026ခုနှစ်တစ်နှစ်ပတ်လုံးခုနှစ်သားမိတွေငွေကြေးနဲ့ပတ်သက်တဲ့ကံတွေအားကောင်းစေတဲ့ငွေတွေရွှင်စေတဲ့လက်တွေရွှင်စေတဲ့အဘဆရာကြီးမင်းနေခါရဲ့တစ်နှစ်ပတ်လုံးလူရင်ဆန္ဒတွေပြီးမြောက်အောင်မြင်စေတဲ့အလွန်ထူးခြားတဲ့ရေဒီယာမီစနစ်တစ်ခုကိုပြပြပေးမှာဖြစ်ပါတယ်အခုလာမယ့်နှစ်သက်ရဲ့အစားနေ့ဖြစ်တဲ့တရက်တလ2026ကြာသာပတေးနေ့မနက်9:45မိနစ်တိတိမှာမိမိရဲ့အိမ်ရှိတကပောက်အဝင်ဝမှာခုံတခုံချပြီးတော့မှကြွေပကံများတစ်ချက်ထဲမှာဖျောင်းနိုင်တဲ့တိုင်ထုံးရမှာဖြစ်ပါတယ်။ကားလာဒိုမိုတန်စင်တစ်ခုဖြစ်တဲ့အိအိုးဆိုတဲ့အတန်ကို28ခေါက်ပြည့်အောင်ရော့ရမှာဖြစ်ပါတယ်။ဒီလိုရွတ်ပြီးသွားပြီဆိုရင်တော့ခုနှစ်သားမိမိတို့လိုချင်တာငွေဆိုရင်ငွေအမြန်ဆုံးရပါစေဆိုပြီးတော့ဆူတောင်းမှာဖြစ်ပါတယ်။ကိုလိုချင်တာအလုပ်ဆိုရင်အလုပ်အမြန်ဆုံးရပါစေကိုလိုချင်တာတိုက်ခန်းသို့မဟုတ်ကားကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလက်နှစ်ဖက်နဲ့ရိုက်ပြီးတော့မှမိကိုညှိမ့်တက်လိုက်ရမှာဖြစ်ပါတယ်ကိုရဲ့အခက်ခဲတွေကအရန်ကြီးမားနေတယ်ဆိုရင်28ရက်တိတိပြည့်မြောက်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်ဒီရေဒီယာကိုပြုလုပ်မယ်ဆိုရင်2026တနှစ်ပတ်လုံးမှာခုနှစ်သားသမီးတွေမိမိတို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်ခဲကိုဖြစ်ချင်တဲ့အခက်ခဲတွေအမြန်ဆုံး2026တနှစ်လုံးမှာပြေဝအောင်မြင်စေမှာဖြစ်ပါတယ်အဲ့တော့တန်စင်ဖြစ်တဲ့အိဆိုတဲ့တန်စင်တို့မို့ဂရာကိုအတက်နိုင်ဆုံးရွတ်ဆိုနေတာခြင်းမဟုတ်ဘဲနဲ့စာရွက်မှာရွတ်ဆိုနေတာခြင်းမဟုတ်ဘဲနဲ့တကယ်ကိုကလေးချောသိမ့်နေတဲ့အတန်မျိုးဖြစ်အောင်ဆွဲပြီးတော့ရွတ်ဆိုရမှာဖြစ်ပါတယ်အိုဆိုတဲ့အတန်ကို28ခေါက်ရွတ်ဆိုပြီးတော့မှကိုဖြစ်ချင်တဲ့ကိစ္စကိုမီးငိမ့်တက်လိုက်ရမှာဖြစ်ပါတယ်ငွေရပါစေ2026မှာကားရပါစေကားအမြန်ဆုံးဝင်လာပါစေငွေရပါစေအလုပ်ရပါစေကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုဆူတောင်းမှာဖြစ်ပါတယ်ဒီလိုတောင်းမိပြီဆိုရင်တော့ခုနှစ်တောင်းမိတွေစာရွက်တစ်ရက်မှာပတ်စံတွေကိုကတ်ပြီးတော့မှအိမ်ဖျားမှာချိတ်ဆွဲရမှာဖြစ်ပါတယ်လူတန်းရမှာဖြစ်ပါတယ်အဲ့တော့ကြာသာပတေးနေ့မနက်9:45မိနစ်မိမိတို့ဖြစ်ချင်တဲ့ဆန္ဒတွေဆူတောင်းမိပြီဆိုရင်တော့အိမ်ဖျားမှာပတ်စံတွေတီးပြီးတော့မှကတ်လူရမှာဖြစ်ပါတယ်ဒီလိုကတ်လူမယ်ဆိုရင်လည်းခုနှစ်သားမိတွေလက်ဖျားမှာငွေသီးစေမှာဖြစ်ပါတယ်အခုလာမယ့်2026ခုနှစ်မှာခုနှစ်သားမိတွေမိမိတို့ရဲ့လူရင်ဆန္ဒတွေတလုံးတစ်ဝတည်းတည်ဆုံနိုင်ကြပါစေ